တရှူးတွေမပေါ်ခင်တုန်းကလူတွေဘာနဲ့တန်ရှင်ရေးလောက်ခဲ့ကြတယ်လဲရှေးအောင်ရောမလူမျိုးတွေကတော့အိမ်သားထဲမှာတကယ်ကိုကြောက်စရာကောင်းတဲ့ပစ္စည်းတစ်ခုကိုသုံးခဲ့ကြပါရဲ့အဲ့ဒါကတော့တုံမချီထားတဲ့ပင်လေရီမော်တစ်ခုဖြစ်ပြီးလူတိုင်းကအဲ့ဒီတစ်ခုတည်းကိုပဲမျှတုံးကြတာပါအဲ့ဒီတော့ကိုရှာလကာရည်နဲ့စာရည်တွေထည့်ထားတဲ့ပုံးထဲမှာစိန်ထားလေးရှိပါတယ်ရှေးအောင်ဂရီလူမျိုးတွေရဲ့နီလန်းကတော့နာကျင်စရာကောင်းတယ်လို့တွေးစိမ့်ရှင်ထွက်စေပါတယ်ဘာလို့လဲဆိုတော့သူတို့ကကြမ်းတမ်းတဲ့ကျွေးတဲ့အပိုင်းစားတွေကိုသုံးပြီးမင်းရဲ့နူးညံ့တဲ့အသားရည်ကိုတန်ရှင်းသွားတဲ့အထိချစ်ထုတ်ပေးကြလို့ပါပဲအဲ့ဒီတန်ရာတွေကနေသစင်ပိုးဝင်ပြီးတေတဲ့အထိတောင်ဖြစ်နိုင်ပါတယ် Vikings လို့ခေါ်တဲ့ဒီစစ်သေးတော်ကြီးတွေကတော့အေးဆက်နေတဲ့ရင်ညွှီတွေဒါမှမဟုတ်ထပ်မြက်တဲ့ပင်လေခရုခွန်လေးကိုသုံးခဲ့ကြတာပါတင်ဘောသားတွေကြတော့တင်ဘောပေါ်ကနေပင်လေထဲကိုကျိုးတစ်ချောင်းချထားတတ်ကြပါတယ်အဲ့ဒီကျိုးနဲ့တန့်ရှင်းရေးလုပ်ပြီးပင်လေရီထဲမှာအလိုရောက်ပြန်စေးတဲ့သဘောပေါ့နားထောင်လို့တော့အစင်ကြီးမလို့နဲ့တကယ်တမ်းမှာတော့သင်္ဘောပေါ်ကလူရနဲ့ချီကအဲ့ဒီကျိုးတစ်ချောင်းတဲကိုပဲအတူတူသုံးနေကြတာပါ1900စာစုရောက်တဲ့ခါမှာတော့လူတွေကဆိုင်ကအယောင်ကတ်တလောက်တွေဒါမှမဟုတ်သတင်းစာအဟောင်းတွေကိုပြောင်းသုံးလာကြပါတယ်အခုခေတ်မှာတော့မင်းတို့မှအလွာသုံးလာပါတဲ့အေးဆက်နေတဲ့တရှူးတွေတရှူးအစိုးတွေရှိနေပါပြီနှစ်ပေါင်းထောင်ချီတဲ့ဒီလိုဆိုးရွားတဲ့စင်ကယ်ဖြစ်စဉ်တွေကိုကြော်ဖြစ်လာခဲ့ပြီးမှဘာလို့မင်းတို့ရဲ့အတွင်းခံတွေမှာအညစ်အကြေးတွေပေးကြံနေအောင်ထားနေကြသေးတာလဲ